575မှာမလေးစီဝိုင်းရကြသူများ ဒီနေ့မှာလည်းစီကဖေဖော်ဝါရီနဲ့အတူတူ575လေးကိုပြောဆောင်မှာပဲဖြစ်ပါတယ် customer ကျမကိုအချိန်မရိုက်ကြနဲ့နော်ကျွန်တော်ပါလို့ရလားရပါတယ်လူစီ ID ကုတ်ပြထားဆိုတော့လေးဘလို့လာ join လို့ရတယ်နော်၄ယောက် join လို့ရပါတယ်ဟဲ့တကယ်ကြီးတန်ကျမကိုရိုက်မဲ့လူတွေကကြည့်အောင်လူစီကို support ပေးကြပါအောင်ရှင်ကဲ invite လိုက်ပါပြီနော်ကျွန်တော်တွေကတကယ်နော် strange ရှိတယ်ဘာမှမဖြစ်ဘူးစမယ်အပေါ်ဆုံးကမတူလဲရင်ဆိုတော့အပေါ်ဆုံးဟေး live stream မကြည့်နဲ့နော်ဒီအချစ်မကောင်းသွားနဲ့ live stream မကြည့်ကြနဲ့ Sir, what's your command? strange အကူမှာပဲဖြစ်တော့ strange ရှိ See value in me? ဘမ်းမယ် funny ဘမ်းမယ် You should. ပြီးရင် Harry ဘမ်းမယ် Harry ဘယ်ရောက်ရော Harry ဘယ်နောက်မှာရော Harry က miss ထဲမှာလား Harry ဘမ်းမှာ Harry ဘမ်း The enemy is finished. Harry ဘမ်းမောင်တို့သူကကျမကိုရိုက်မှာ Okay. Magic is my life. Sniper ready. They call me. Hunt begin မှန်တိုင်းပြောရလို့ရှိရင်ဘာမှမခိုင်တော့ဘူးမမခိုင်တော့ဘူးတော့ဟဲ့တကယ်မကြည့်အောင်ပန်းနာရဲ့ကမလာကိုလည်းပန်းနာရဲ့ခဏပြရကိုင်းရ Let my bullets be the Only nails in light your can coffin. drive out the darkness. Wow amazing ပဲ Smash them. ဒီကလေ scale 1ယူရမှာလား scale 2ယူရမှာဘာယူရမှာဘာယူရမှာလဲ scale 1လား scale 2လား Slain the holy light. The light shall be my sword. Slain an enemy. ဘာဆိုင်အောင်ဝင်ကြည့်ရအောင်အမရဲ့မျက်နှာလေးပြပါလား ဟာအာ My faith is rock မ solid. မြင်ရတော့မိပါ The light has been destroyed. အမှလည်းကြည့်ကျမကို3កောင်ပေါင်းပြီးတော့ဝိုင်းတက်တာရှင်တို့မလုံးကြဘူးလားလို့မေးပြီးအောင်လို့လက်စီအောင်လေးလိုက်ခေးနေကြတယ် Sword of light stands with us. I will find you, my dear brother. အမှလည်းကြည့်အောင်နေကပ်ဖို့ကောင်းတယ်တာဝါရဲ့ဒီလိုက်တိုက်နေရအရာလောနေနော် You want peace? Prepare a war. My faith is rock solid. Show your teeth. Stand with us. The light shall be my sword. You are doomed to perish. Stand with us. ကျေးဇူးတင်ပါတယ်လို့အားလုံးခဏမှာကျမလည်းတင်နေလို့ Another one.
Another one. အချိန်12သိန်းမြောက်သက်ရှင်ခြင်းပါထွက်တာနဲ့တည်းရဲ့ဟိကြည်ပြောနေရဝီကောတောင်ခေါ်ပြလိုက်သေးတယ်လို့နာခါတော့ဝီကောလာခေါ်တာလေကျေးဇူးတင်ပါတယ်ကွာလေးလေးပဲရှင်းမယ်စဉ်းစားဟာ Oh my god! What is that? ဒီရောနှာကောင်းပေါင်းပြီးတော့လာကြည့်နေလေလို့တကယ်ပါပဲဘယ်လိုလဲရိုက်ချင်နေကြတယ်မသိဘူးဟိုကကြည့်အောင်လို့ဒီလောက်ထိရိုက်နေတာဘယ်လိုလုပ်နိုင်မှာလဲ 괜찮아요. Nice. သုံးထိကြည့်ပေးကြလို့အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်